အရင်ဆုံးငါးများကျုပ်ကိုအပေါက်ထဲထိုးထည့်လိုက်ပါပြီးရင်ကျိုးကို6ပတ်လောက်ပတ်ပြီးကွင်းထဲကနေပြန်လိုက်ကကြက်နေအောင်ဆွဲလိုက်ပါဒါဆိုရင်တော့အခြေခံအဆင်ပြေပါပြီလူတယောက်အရွယ်စားရှိတဲ့ငါးကိုဖမ်းဖို့ဆိုရင်တော့တလက်မလောက်ရှိတဲ့စတီးငါးများချိတ်တစ်ခုဆိုရင်လုံလောက်ပါတယ်ဒါပေမဲ့ပေါင်ချိန်2400ကျော်ရှိတဲ့မဟာငါးမန်းဖြူကြီးကိုဖမ်းမယ်ဆိုရင်တော့ခိုင်မာတဲ့တံမဏိနဲ့လှုပ်ထားတဲ့10လက်မလောက်ရှိတဲ့ငါးများချိတ်လိုအပ်လာပါပြီအဲ့ဒီငါးမန်းကြီးကိုရေထဲကနေဆွဲတင်ဖို့ဆိုရင်ကားတစ်စီးလုံးကိုမနိုင်တဲ့ဆက်ရန်ရကြီးတွေရဲ့ခွန်အားမျိုးလိုအပ်မှာပါတကယ်လို့တင်ကတမိုင်းမတင်မီခေတ်ကအေယာမငါးမန်းကြီးမီဂါလိုဒုံကိုဖမ်းကျင်နေဆိုရင်တော့တင်းရဲ့ငါးများချိတ်ဟာအမြင့်3ပေအထူး9လက်မလောက်ရှိရပါလိမ့်မယ်ငါးစာအနေနဲ့လည်းတကယ်ကိုကြီးမားတဲ့ဘိုဖင်ထွန်းနဲ့ငါးကြီးတစ်ကောင်လုံးကိုချိတ်ထားရမှာပါဒါတင်မကသေးပါဘူးအဲ့ဒီလောက်ကြီးမားတဲ့တရဝါကြီးကိုဆွဲတင်နိုင်ဖို့ဆိုရင်တင်းရဲ့လက်မောင်းနဲ့ကြောပြင်ကျွတ်သားတွေဟာအခုရှိနေတာထက်အနည်းဆုံး10ဆက်လောက်ပိုပြီးတောက်တင်းတက်မာနေဖို့လိုအပ်ပါလိမ့်မယ်မျက်လက်စရာတယောက်ကလက်သီးစုပ်ထဲကိုစားရီလောင်းထည့်လိုက်ရုံနဲ့အဲ့ဒီစားရီကိုဘလို့များအစပြောက်အောင်လုပ်လိုက်တာလဲတကယ်တော့ဒီပြက်ကွက်ရဲ့နောက်ွယ်မှာအင်မတန်ပါနဲ့တဲ့နီးလက်တစ်ခုရှိနေပါတယ်မျက်လက်ပြပွဲစတင်လိုက်တာနဲ့တပြိုင်နက်မျက်လက်စရာဟာသူ့ရဲ့လက်မောက်ကိုအသားအရဆုပ်ကင်လိုက်ပါတယ်အဲ့ဒီအချိန်မှာလက်မမှာဆွတ်ထားတဲ့လက်မတုအလွာလေးကလက်ထဲမှာကျန်ရစ်ခဲ့တာပါပြီးတဲ့နောက်မှာတော့သူဟာစားတွေကိုလက်သီးစုပ်ထဲမဟုတ်ပဲအထဲမှာအခေါင်းပွားဖြစ်နေတဲ့အဲ့ဒီလက်မတုထဲကိုလောင်းထည့်လိုက်ပါတယ်ပရိသတ်တွေအာယုံလွဲနေတဲ့ခဏချင်းမှာပဲသူဟာအဲ့ဒီစားတွေဖြည့်ထားတဲ့လက်မတုကိုသူ့လက်မမှာပြန်ဆွတ်လိုက်ပါတယ်ဒီနည်းနဲ့ပဲစားတွေဟာပရိသတ်မျက်စိရှိတဲ့အငွေ့ပြန်တယ်လို့ပြောက်ကွယ်သွားရတာပဲဖြစ်ပါတယ်